လီယိုနာဒိုဒါဗင်ချီရဲ့တင်မသိသေးတဲ့အကြောင်းအရာများကမ္ဘာကျော်ပကြီးကမိုနာလီဇာလို့ပြောလိုက်ပြီးဆိုတာနဲ့လီယိုနာဒိုဒါဗင်ချီကိုလည်းတခါလဲကြားလိုက်ကြမှာပါတကယ်တော့လီယိုနာဒိုဒါဗင်ချီကပကြီးဆွဲတာအပြင်တခြားသောပညာရပ်တွေမှာလည်းသူမတူအောင်ထူးချွန်လာတဲ့ရှာမရှာတဲ့ပညာရှင်တစ်ဦးပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့လီယိုနာဒိုဒါဗင်ချီရဲ့အံ့အားသင့်စရာအကြောင်းတွေကိုလေ့လာကြည့်မှာဖြစ်ပါတယ်နံပါတ်1နာမည်ရဲ့အဓိပ္ပာယ်လီယိုနာဒိုကိုဖခင်ရင်းကငယ်စဉ်ကတည်းကဆွန့်ပစ်ခဲ့တာမို့လို့သူ့နာမည်မှာဖခင်နာမည်ကိုယူပြီးမှတ်မဲ့ထားပါဘူးလီယိုနာဒိုဟာအီတလီနိုင်ငံရဲ့နယ်မြို့လေးမှာမွေးဖွားခဲ့ပါတယ်အဲ့ဒီမြို့လေးရဲ့နာမည်ကဗင်ချီဖြစ်ပါတယ်ထိုစဉ်ကတည်းကဒီမြို့လေးမှာမွေးဖွားတဲ့လူတိုင်းရဲ့နာမည်နောက်ဆုံးစကားလုံးဟာဒါဗင်ချီဆိုတာကိုထည့်ထားလေးရှိကြပါတယ်ဒါကြောင့်လီယိုနာဒိုဒါဗင်ချီဆိုတဲ့အဓိပ္ပာယ်ဟာဗင်ချီမြို့ကလီယိုနာဒိုဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်နံပါတ်2 14ရာစုရဲ့အထူးချွန်ဆုံးသိပ္ပံပညာရှင်ယခုခေတ်မှာတွေ့ရတဲ့ရဟတ်ယာဉ်တင်ကားဆိုလာကနန်ပေါင်းဆက်စတဲ့နည်းပညာမြေပစ္စည်းတွေရဲ့ကနဦးမူကြမ်းကိုလီယိုနာဒိုကစတင်ရှာဖွေတွေ့ရှိခဲ့တာပါဒီပစ္စည်းတွေကိုတဦးချင်းတည်ထွင်ခဲ့သူရှိပေမဲ့အရင်ဆုံးမူကြမ်းတွေကိုလီယိုနာဒိုရဲ့ပကြီးတွေမှာတွေ့ခဲ့ရတာပဲဖြစ်ပါတယ်နောက်ပြီးလီယိုနာဒိုဟာခန္ဓာဗေဒဘာသာရပ်ကိုကျွမ်းကျင်ခဲ့ပြီးလူခန္ဓာရဲ့အစိတ်အပိုင်းသွေးကြောများကိုတိကျစွာပုံဖော်ခဲ့နိုင်တာကြောင့်ဆေးပညာရပ်အတွက်လည်းအထောက်အကူများစွာဖြစ်စေခဲ့ပါတယ်နံပါတ်3ကမ္ဘာဉာဏ်ကြီးရှင်ကမ္ဘာပေါ်မှာရှိသမျှပညာရပ်တိုင်းကျွမ်းကျင်တက်မြောက်တဲ့သူရှိမယ်လို့ထင်ပါသလားကျွန်မကတော့လီယိုနာဒိုဒါဗင်ချီရဲ့အကြောင်းကိုမလေ့လာခင်အထိတော့ဒီအရာကိုမဖြစ်နိုင်ဘူးလို့ထင်ခဲ့ပါတယ်ဒါပေမဲ့လီယိုနာဒိုဟာတကယ်ပဲကမ္ဘာပေါ်မှာရှိသမျှပညာရပ်တိုင်းကိုကျွမ်းကျင်တဲ့အပြင်စွန့်စားတည်ရှင်မှုများစွာကိုလည်းလုပ်နိုင်ခဲ့သူတဦးပါနံပါတ်4မိုနာလီဇာပကြီးကားရဲ့လိုဝက်ချက်လီယိုနာဒိုရဲ့ပကြီးတိုင်းဟာသူမတူအောင်ထူးခြားလွန်းတာကြောင့်နာမည်ကြီးလွန်းလာပါတယ်ယနေ့ခေတ်မှာလီယိုနာဒိုရဲ့ပကြီးစုစုပေါင်း15ခုဝန်းကျင်များသာရှိပါတော့တယ်ဒီထဲမှာမိုနာလီဇာပကြီးကားကနာမည်အကြီးဆုံးပါဘာကြောင့်နာမည်ကြီးရတာလဲဆိုရင်ဒီပကြီးကားရဲ့ဆွဲချက်တစ်ချက်ချင်းစီတိုင်းအမှုပညာလက်ရာမြောင်လွန်းလာပြီးမိုနာလီဇာရဲ့အပြုံးဟာအသက်ဝင်လွန်းလာတဲ့အကြောင်းပါပဲယခုချိန်ထိမိုနာလီဇာဟာဘယ်သူဖြစ်မလဲဆိုတာကိုတော့ဖော်ထုတ်နိုင်ခြင်းမရှိသေးတာကလည်းဒီပကြီးကားကိုပိုပြီးနာမည်ကြီးစေတဲ့အကြောင်းရင်းတစ်ခုဖြစ်နေပါတယ်အကယ်လို့အပြင်မှာမိုနာလီဇာကိုတွေ့ခဲ့မယ်ဆိုရင်တော့ပကြီးတွေကလောက်လှနေအောင်ပဲအပြုံးကအသက်ဝင်နေမယ်ဆိုတာကိုအာမမခံနိုင်ပါဘူးနံပါတ်5ကဘာကြီးပေါ်မြင်တဲ့အမြင်ဉာဏ်ကြီးရှင်တွေကဘာပေါ်ကိုမြင်တဲ့အမြင်ဟာကျမတို့တာမန်လူအမြင်နဲ့အရန်ကိုမှကွာခြားပါတယ်လီယိုနာဒိုဟာဒီအတိုင်းပါပဲသူ့ကိုယ်သူကဘာပေါ်ကလူတိုင်းထက်တဆင့်ပုံမြင်တယ်လို့သတ်မှတ်ထားပေမဲ့မောက်မာနေတာမျိုးတော့မဟုတ်ပါဘူးသူကလူသားတွေကိုတနာစရာကောင်းတယ်လို့မြင်ပြီးကယ်တင်ပေးဖို့အတွက်နီလန်တွေကိုပကြီးတွေကနေတဆင့်ပြသပေးခြင်းခဲ့တာပဲဖြစ်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်